ဘာလို့တော့တောင်းပေါ်မှာ cherry ban နေအများကြီးရှိရဆိုတော့ရွာတောင်းပေါ်နော်ဒါကတော့လမ်းတော့ပေါ့လမ်းမှာစီထက်ပြီးသွားပြီခုတော့ခီးဆက်တာပေါ့ဒီကနေ့တနည်းအားတော့ရောက်တယ်ပေါ်ဆက်မဲ့တက်ဖြစ်တာအတိကိုပြောမှတိတာ cherry ban နေရှိရဆိုလို့အခုထပ်သွားကြည့်အောင်နော်ဒါ6နာရီ22ဖြစ်နေပြီနေမရှိသေးနေမရှိကျွန်တော်9နာရီအဲ့ဒီတောင်တက်ဖို့မနက်9နာရီအဲ့တော့ဒီမှာနေပူနေပြီဒါပေမဲ့တကယ်လည်းတောင်မရောက်ပါဘူးဘာမှမရှိတော့နေပြောချမိုင်လူရဒီဖေးကတော့ရှိတယ်တို့ရဘယ်လိုမိပိုက်နေမသားနဲ့ဆိုမသားဘန်ကောက်ကလုံးဝပေါက်ပဲနေငယ်ဘက်လည်းမီနီချမောင်းတော့ကောင်းလို့ရှိတယ်တရားလူရအေးဆေးပဲသူက slow life ဖြစ်တာဘယ်လိုမိုင်းလူပိုက်ပြီလောလောသားနေကောင်းနေတယ်မပါဘူးဆိုတော့ကိုလန်းတော့လို့တိတ်လားမသိကျွန်တော်ဘလော့လိုက်မှာအမြဲတမ်းပါဒီចောင်းမတော်ဒီတော့တက်မှာတော့အဲ့လမ်းရတဲ့ဖြစ်သွားတော့ဒီလမ်းနေရလို့ဘယ်လိုမှပါနေကြဆိုတော့အီနေတော့ကွာဒါမဲ့လည်းလို့ညဘက်ဒီညဘက်တော့မဟုတ်ဘူးကွာဆောင်းလိုက်ပဲဒီချိန်မမောင်းဘူးတော့လေတမျိုးလေးမြင်အောင်ရိုက်ရမသိညဘက်ကြီးကြာနေတာနော်ဒါ6နာရီကိုအိမ်နော်တောင်ပေါ်မှာလည်းအဲ့လိုနေထိဖို့ကမလွယ်
ဒါပေမဲ့ဒီတောင်မှာလူစီပန်သေးလို့ညော်တယ်ဖះထီကတော့စီနေပါမယ်ဖះကြော်သွားတယ်မသိဘူးဒီကဒီတောင်ကြီးထဲမှာတယောက်နဲ့မပေါင်းကျဲဘူး nervous များ လေအရင်စကေးလေးတွေပြင်ရရတော့ခံစားလိုက်ရအခါကိုရွာလာလေရှေ့ရသပိန်တော်ကြောက်ကမီးမပါဘူးမနေ့ကြည့်နေရမီးကလိုတယ်အဲ့လိုလမ်းလျှောက်တာတွေတော့ပါလို့ဒါချိုးတပ်ပေါ်မှာအဲ့လိုစပိန်စီရဲ့ဆိုင်ငယ်စီရဲ့ဆိုင်ငယ်ကမလိုပါဘူးမီးပါပြီအဲ့လိုစပိန်စီရဲ့လမ်းလျှောက်တယ်ဆိုလို့ရှိရင်အဲ့လိုတချို့တွေကအဲ့လိုသူတို့လက်ပတ်မှာမီးလင်းတဲ့ခါလေးပတ်ပြီးတော့ရှေ့ရဆိုင်စပိန်ဆိုအဲ့လိုမျိုးသွားကြတယ်လူရှိရတော့အဲ့အရေးကြီးတယ်ကျွန်တော်ညမကြီးမောင်းမှုညမကြီးမောင်းမှုတော့ရှေ့မမီးကအဲ့လိုပဲဖိတ်တုံလင်းနေတာစပိန်လည်းမမြင်အောင်အားလို့ရှေ့မှာဘာကြီးလည်းမသိဘူးဆိုပြီးရှောင်းလိုက်တာမဟုတ်ရတော့တိုက်လောက်တယ်ဟုတ်ဘာမှမမြင်အောင်နားမသိပိုင်မသားရင်လေးချိန်ငယ်ဆင်းနေအောင်ပိုင်သားရင်အသေးမအောင်ရှေ့မှာ service ကြည့်လို့ရမယ်ထင်တယ်ဟိုမှာနေရာထွက်ချင်နေဟိုမှာအလဲမအောင်လည်းမြင်နေရတယ်ဒီ view point တွေကြည့်လိုက်လို့ရှိရင်နေထွက်လာကြည့်လို့ရလောက်တယ်ဆက်စစ် view point မှာလူတွေတော့များနေကြတယ်ထင်တယ်နေထွက်လာကြည့်ဖို့ဒီနေ့လာကောက်လားမဟုတ်ပါဘူး30ပဲရှိသေးတယ်မတိုင်းလေဘာထက်ကိုပါပဲသိရတော့ဒီလောက်အင်းညာဟာလေတူလေနေတတ်ပေးမယ်လို့ရှိရင်ဒီမှာကိုလိုတစ်ခေါင်လည်းမဟုတ်တစ်ခေါင်လည်းမရအောင်ကိုဖြစ်ကိုခံမယ်ဒီလောက်အေးတာတော့မဟုတ်ဒါရေးတော့ဆိုလို့ရှိရင်ပို့ဆိုးရလို့ကိုလက်တောင်ကိုခံစားလို့မရအောင်အဲ့လိုမောင်းပြီးတော့အဲ့လိုလူကလက်တာအဲ့တော့ပိုက်ကြီးပြေးကြိုင်လိုက်တာလက်ပလာကြီးပဲအဲ့ဒါကနွေးရဆိုတဲ့ feeling လေးပဲရအောင်အဲ့ဒါလက်ကိုပူပြန်ပေးရအမလဲပါဘီ
မီးမကင်ထားဘူးလို့မမြင်ရဘူးလူတွေ oh my god ဒီဘက်ကျော်ကတတိထိုင်မောင်းမရမယ်ဘာလို့လူတွေတက်နေတာရှိရောအဲ့လိုမီးတွေပါမထွင်ကိုလည်းမမြင်ရဘူးများလည်းမဖြစ်နေတယ်ကင်မရာစက်ကတည်းပွင့်နေလားပွင့်ဘူးလားမော်လိုက်တာကမီးကြီးပါဖွင့်နေရတယ်shit like so good လာရင်စကိတ်ပြန်နေပြီလို့ခံစားနေရတယ်ကိုယ်တွေမှာfocus လုပ်ရသူတို့ကားတွေတော့အိမ်မပြောင်းအောင်လို့အဲ့ဆန္ဒဂုံးလေးထားတာမှနေစမ်းနေထွက်နေချင်ဂုံးလေးထားဒါပေမဲ့အဲ့ဒါကြီးဟိုဖြစ်တယ်ဆိုင်ကယ်တော့တိတ်မကောင်းဒီမှာ sunrise ကြည့်နေကြမလို့ဒီများကြည့်ရလဲတော့ sunrise ကြည့်နေကြတော့right sunrise view ရတော့အမြဲတမ်းတော့ချမ်းသာတဲ့စားမျိုးအမြဲတမ်းတွေ့နေကြတော့တော့ဟောမဖြစ်တော့ပါလို့ရတူစတဲ့ရောမဟုတ်တော့ခဏနေရအဲ့လိုခေါင်းမော့နေအဲ့လိုဒါနဲ့အပတောင်တောင်းမှနေမထွက်ဘူးဒီဖျားကြော်သွားအဲ့ရတပင်ရအရှိကြီးလုံးမနေသုံးတော့ဘောအဲ့နေရဒီလမ်းကအတိကိုကားနဲ့လိုက်သွားလိုက်ရတယ်သူလည်းအဲ့သွားပဲအမေကျွန်တော်ကိုယ်တိုင်အဲ့လိုဆိုင်ကယ်ကိုစီးကျင်တယ်အဲ့လိုလူဘုကယူစီးကျင်တာဆောင်းရမ်းချမ်းရဲ့ဟာတိဥတူတော့မောင်းနေတယ်အဲ့ကတော့ခါခဲချောက်တော့တယ်ကျန်တော့မခဲနေရချမ်းမရရချက်ကလည်းအဲ့လိုဆိုင်ကယ်စီးဖို့ပဲဟို point ပြီးသွားဖို့မဟုတ်ဘူးမထားပါကျွန်တော်ခုသွားနေတယ်နေရာကိုကျွန်တော်ရောက်တာဆိုတော့လမ်းမှာဒီလိုမျိုးစီးနေရပို့ပြောရဒီကစီးနေရအောင်ပြောပါလို့ point ပြီးမောင်းနေရလည်းမဟုတ်ဘူးတည်မကြောက်နဲ့စမကြောက်ပါဘူးအေးစေးပါကိုယ်ရကားရည်လည်းတနေ့တင်များကြောက်သိမ်းကြပါပဲလို့စမကြောက်ကောင်းကိုလည်းတများကြသိန်းတာအမျိုးစိန်တော့ရအစင်းဆိုရင်ကားနောက်ကလိုက်တာကောင်းတယ်အသက်ဆိုရင်ကားကိုကြော်တာကောင်းတယ်ဘာလို့လဲဆိုတော့တချို့နေရာကြလို့ရှိရင်ဆိုင်ကယ်ရက်လို့မဖြစ်နိုင်ဘူးတချို့အမတ်တွေကြ
ကားနောက်ကိုလိုက်လို့ကားရက်လို့ရတယ်ကားရက်လိုက်လို့မှကိုရက်ဆိုင်ကအဲ့လိုနောက်ပြန်မလဲအောင်ဗရိတ်ကြီးတစ်ချိန်လုံးဆွဲထားရတာနဲ့ခြေထောက်ကန်ထားရတာပြင်မဲတော့နေရစားထွက်နေလမ်းအောင်ပဲဘာမှမစားသေးဘူးပိုက်ပြီးစားနေAnother ghost of love run away Dear God, the only thing I want for you is a hold on when I'm not around When I'm much too far away We all need the person who can be true to you when I left and when I fall Now I wish I stayed, I'm so lonely and tired I'm missing you again, oh no Once again အေးနော်ငါကြိုက်တက်ပြီးတစ်ချင်းလေးနဲ့တွားလိုက်လို့ကျစိတ်ဖြစ်သွားဒီမှာလဲ sunrise ကြည့်ကြတယ်နဲ့ဟိုမှာလဲတော်တော်လှတော့ဒီရှိရောက်လာရင်နောက်ထပ် view point တစ်ခုရှိရယ် view point ကျတော့ sunset ကြည့်တာ view point ကကျွန်တော် favorite ထဲပါတယ်ကျွန်တော်အဲ့လို sunset တော်တော်ကြည့်ရယ် sunset ကအရင်လှအဲ့လိုပြီးရင်အဲ့လိုနေတောင်ပြတ်သွားပြီဆိုတော့အဲ့လိုချက်ချင်းဒုံးလိုမောင်းသွားလုံးဝဖြည်းဖြည်းချင်းမောင်းတော့မဟုတ်တော့ဒုံးလိုမောင်းသွားကျစိတ်အဲ့ဒီ vibe ကိုလည်းကြိုက်လို့Sunrise ကကြတော့စောကြီးမထားပြတော့မကြည့်ပြတာများပါ Sunset ကကြလို့အေးဖေးကြည့်လို့ရအလားဆုံး Sunset ကတော့ပိုင်းရဲ Sunset ပဲပိုင်းလောက်လာမသိဘူးကျွန်တော်ကင်မရာလေးနဲ့ရိုက်ထားပေးမယ်လေအဲ့လိုဘယ်လိုပြောတာအမှမစားရပြင်မှာနဲ့ပြင်မှာအဲ့ဒီ feeling ရဘယ်လိုပြောအမလဲလို့ကဲမစတာဘီပကြီးကားရှိအဲ့ပကြီးကားကမှကိုကအသက်ရှင်သွား vibe ကြီးကအလုံးဝကျွတ်စိန်ကျွန်တော်အဲ့ကြောင့်ဒီပိုင်ကိုဒီရထပ်သွားအောင်နော်အဲ့ထပ်သွားမယ်2ရက်လုံးမှာကျွန်တော်ဆက်ပဲကြည့်ဒီကိုရရမ်းမှတ်တယ်ရှေ့မှာဖះရောက်ပြီအဲ့ဖះနဲ့ဆက်တဲ့လမ်းရမ်းကျင်းသွားတရွယ်လေးလမ်းအဲ့ချိန်မှာလူတွေရမ်းများနေတော့ကျွန်တော် Facebook post တွေကြည့်လိုက်လို့ရှိရင် comment တွေမှာထိုင်းနေရေးထားဒီကချက်မဲ့ please stay at home တို့ရဒီမှာတကယ်လူတွေကိုအပြင်မထွက်ကြပါတော့ဒါပါငါတို့ခုမှချင်းမရတော့ငါတို့ရင်လဲပဲမင်းတို့တလုံးလေးလို့ရတယ်ပြီးတော့ဘာပြောနေတာလဲနေပိတ်တယ်ပဲဒီကောင်တွေကစား
ချင်းမိုင်လူတွေရတယ်ချောင်းမထွက်လာဘူးဘာလို့လဲဆိုတော့ကျွန်တော်တီးတယ်ကျွန်တော်အဲ့လိုချင်းမိုင်မှာနေတော့လည်းဒီလိုလူတွေလာတဲ့ချိန်တွေရှိအဲ့လိုချိန်တွေချောင်းမသွားဘူးကိုယ့်ကိုယ်ပဲနေရမကြိုက်ဘူးဗျာဒီကလူတွေရတယ်အဲ့လိုအုပ်လိုက်ကြီးလာဈေးရောက်နေတော့ကြိုက်ရောဒါပေမဲ့လည်းအဲ့လိုတာမန်အေးသေးချဲလူတော့မကြိုက်လူတွေများဘာကြီးလဲအားကြောင့်လည်းကျွန်တော်ပိုင်သွားပါနေရချင်းမိုင်မှာလူတွေများနေပါဒါပေမဲ့အဲ့ပိုင်ရတာလူမရှိဘူးကသူကလူတွေအများကြီးတော့ရှိရဘလို့ပြောရမလဲဒီအိုးကြီးတယ်လို့ကြီးမဟုတ်ဘူးဗျာလုံးဝအေးစေးတင်းနဲ့အဲ့လိုချေးလို့ရနေရာကြီးပိုင်ရတာကျွန်တော်ကအဲ့လိုပိုင်ဝဲရွေးလိုက်ရဒီရပိုင်မှာပဲဒီရှုံးပြီးမှဖောက်ပါညောင်းအဲ့ကားကြီးလေးနဲ့တခါဘိုင်စစ်သူဆိုရဖျားလာမသိဘူးဒီလက်ပန်းမျိုးကဖျားတက်ဖူးတယ်အလုံးကထိုးရနေတာဘလို့ကြီးမှမသိဘူးဒီကကျွန်တော်ကားဘလို့ကောက်မောင်းတော့လို့သူများမောင်းရင်မစီးတတ်တာအဲ့တော့ပြီးတော့အဲ့ခွေးတွေကိုကားနဲ့ခွေးတာဘလို့မှမခံစားနိုင်ဘူးအသေးဘူးလားအဲ့လိုဆိုင်ကယ်နဲ့ဆိုဘလောက်ခွေးဘာမှမဖြစ်ဘူးတိတ်တော့ခွေးကားနဲ့ဆိုမရအဲ့တော့နောက်ပိုင်လို့ဘာလို့ပြန်သွားရင်လဲအဲ့လိုမျိုးဘယ်လိုပြောရမလဲကားနဲ့ပဲတော့သွားချင်မှာမဟုတ်ဘူးပေါ့ကိုဆိုင်ကယ်နဲ့ပဲသွားချင်မှာပိုင်ဆိုတစ်ချိန်လုံးကိုနေရချိန်လုံးတော့တစ်ချိန်လုံးကိုနေရလို့အဖြောင်မောင်းရဆိုတာအဲ့ဒါတောင်းရှားပါဖြစ်စင်ပဲအဲ့လည်းနေတာကားနဲ့သွားတော့လုံးဝယူခနေကိုကြော်လို့ရတာရှေ့မှာပါရှိရှေ့မှာဝိုင်းလေးတော့တွေ့မယ်အိမ်ဝိုင်းလေးပြီးတော့အေးငါဒီလမ်းမေးအိမ်ဝိုင်းလေးပြီးတော့မှာဖြစ်သွားပါလမ်းကျသွားပြီကွာလမ်းကောင်းအောင်လမ်းလေးပဲဒီလောက်မပြည့်ပြတော့လမ်းလည်းပူကျန်းသွားတော့ပဲအဲ့လိုမျိုးဟောတော့အဲ့ရောက်ဖို့ကအဲ့လိုတစ်ပင်နေအရှိန်ရှိရဲ့လမ်းဖြတ်အောင်ပြီးချယ်ရီပန်းနေရှိရဲ့လမ်းဖြတ်အောင်နေရပိုင်ဘယ်ချိန်သွားမလဲလို့6နာရီသွားလို့ရှိရင်6နာရီသွားလို့ရှိရင်ဘာဖြစ်မလဲမရဘူးပိုင်တော့မနှက်စားပြီးသွားမှရမယ်ဆိုတော့ပြင်မုတ်လေးတွေဝယ်သွားမယ်ဘာလို့ဆိုလမ်းမှာကဘလွယ်ဘူးပိုင်ရဒီတောင်းဆိုတာဘာမှမဟုတ်ဒီနေ့နာလေးအဲ့တော့အပြင်းပြေသွားတယ်လို့ပဲတာကေတာနဲ့ခက်ပြီးတယ်လောက်ပဲအဲ့လောက်ပဲရှိရဘလို့ကြီးလဲဒီထားတယ်ဒီကွေးဟိုဘက်ကျော်ရောင်ရောက်လာတော့စင်ကတော့ပြနေအဲ့အကျင့်ကြီးဘယ်လိုဖြတ်မလဲမသိစင်ကနေပြလိုက်ပိတ်လိုက်အဲ့ဒါတလုံးဖြစ်နေဒီတောင်တက်လဲကိုမဆက်မမူရပါနေအဲ့လိုဟိုက်တဲ့ဆောင်းလာလဲအဲ့လိုစင်ကနေကိုထောက်ပြီးသားဖြစ်နေဒီနေရာမှာကျစင်ကနေပြတာကျအဲ့မိတ်ဆန်းဖြစ်ဘာလို့လဲဆိုတော့တစ်ချိန်လုံးကြွေနေတာစင်ကနေကဘယ်လဲညာလဲလက်တွေကအနာစင်ကနေပိတ်လိုက်ဖွင့်လိုက်အဲ့လိုရွှေ့နေရတယ်ခုမှပဲလင်းအောင်လေးမြင်ရကဲခဏလေးပါပဲ
ကဲလမ်းကျင်းတဲ့လမ်းလေးစပါပြီဗျာစပါဒီတော့ဒီတောင်ဘယ်လောက်တောင်တက်လဲဆိုတော့ဒီလမ်းတွေမှာအဲ့လိုခြိုင်လေးရှိအဲ့လိုချစ်တဲ့ခြိုင်နေတယ်အဲ့ဒါလွတ်ရရတယ်ဘယ်တရားခြိုင်ရှိရဲခြိုင်ရှိရဲဆိုတော့အကုန်လုံးလွတ်ရရခုတော့လွတ်ရနေရလားရှိပါအဲ့သူဖာပြီးလောက်ပါဒီကဒီမျိုးမှနေပြီးတော့ဒီမျိုးရတောင်းလဲတွေဖြစ်နေတော့မတိတာဘူးဒါပေမဲ့အဲ့လိုပြောနေတော့တယ်ခုနေ့တော့ပစ္စည်းသွားအဲ့ပစ္စည်းကိုထမင်းစားနေကြပစ္စည်းပေါ့အဲ့ပစ္စည်းသွားတော့ပစ္စည်းအကြီးကျယ်ပြင်းနေโอเคပေါ့ရင်ထဲမှာတမျိုးကြီးဖြစ်သွားလို့ကိုမရှိတဲ့အချိန်ကိုရှိရတာဖြစ်မနေတာအဲ့ဖူးကောင်းသွားအရင်လိုပဲဒီဖူးကောင်းရဲ့ဒီလက်မှတ်လေးကက်လေးကိုလည်းဟာအရင်လိုပဲထင်နေတာအဲ့အရင်နေရာမှာသွားပြီးတော့လိုက်ရှာချလို့လာမတွေ့ဘူးပြီးတော့နေရာပြောင်းသွားပြီးတချို့ဆိုင်နေဆိုင်မုတ်တွေပါလေပြောင်းသွားကိုတော့အရင်ထူးသွားမှာအားလို့ပြောင်းလဲအရင်ဟိုဖြစ်တာပဲလို့ကဲခုရစားပြီးတော့တယောက်တည်းတော့တယ်ရောက်ပါပြီလို့ဖုန်းကိုက်လို့မရအောင်ကိုဖုန်းကိုက်လို့မရတော့တယ်မှာဒီတော့လည်းမှကျွန်တော်ရပ်ပြီးကိုက်လို့မရပါဘူးရှေ့မှာ view point နေရှိရဲ့ view point နေရောက်ကိုက်လိုက်အဆေးရဘလိုကြီးလဲမဟုတ်ကိုတောက်ပေါ်လုံးလေရှစ် view point နေရောက်မှကန်လာ view point နေမှာတေးဒါအေးဒီနေရာမှာတိုင်းရှိရသောနာအချိုင်းပါပါအခုဒီမှာဖားနေ oh shit လိုက် càng con này nó ao thế xem nào cái này nó sát tới lại nó biểu bài yak bà bị biểu bài nga san sát chỉ biểu bài thì có cho này á thì bác cao là sau na làm mà tao ra cái biểu bài này thì bác cao hào thì hay tao nhất nào chơi cái bác cao nó đi cậu này xem gì vậy cái này thì lấy này tao yêu bắt hả sau này bắt hả sẽ要让来去呢嘛大多数信息我说你要明年ဒီကနေပြီးတော့ပြုတ်တာဒီကနေပြီးတော့ထပ်သွားလို့ရှိရင်ဟိုဖြစ်သွားမှာလေခုံးခလုတ်ပြောင်းတယ်ဟိုကထိုင်းမှာမသိဘူးဆိုတော့ဒီလမ်းလေးကဟုံးတိမရအောင်လာနော်လမ်းလေးอ่ะဟာဆိုရှေ့က view point မှာသူတို့ရောက်နေတာโอเคအဲ့ဒါကိုလည်းရောက်ရှေ့ကတော့ဆန်းဆက်ကြီးရဲ့ view point မှာသူတို့ဝင်လာနေရတယ်နော်အဲ့ view point လည်းတစ်ချိန်လုံးသူတို့လည်းကားနဲ့တစ်ချိန်လုံးပြိနေရတယ်နားကျနေတော့Oh shit လိုက်အဲ့ view point ကြော်သွားပြီလားနေကကြော်သွားပြီလားမကြော်သေးပါဘူးမကြော်သေးပါဘူးရှေ့မှာ view point ရှေ့ဟောဒီနားလေးမှာတခါလဲမလို့ဖြစ်ဘူးလို့မမှတ်ရနဲ့လဲနေရဆင်းတယ်ဒီတောင်က
လက်တရထောင်းနေကွာဈေးပဲအိုးရှစ်တိုင်နေမြင်နေရလားโอเคဒီview point နေပြီးတော့နောက်ထပ် cherry pancake နဲ့မတိုင်ခင်ရောက်မယ်နောက်ထပ်တနေ့အောင်တောင်းပါတော့ဒါတော့ပေါ်တက်ရမှာတနေ့ကတော့မတက်ပါလိုက်ဘာမှမရှိဘူးပြီးတော့ဘယ်ခုတီးကိုပြောမှတီးအဲ့မှာ cherry pancake အများကြီးရှိရဲ့တဲ့ဒါဒီနေ့ပြန်တက်မှာတော့ရှစ်ဘာမှမမြင်အောင်မိုက်ကောဘာမှမမြင်အောင်မှန်တယ်ကိုရင်ခွေးရိုက်တာဆေးပဲမပြောတော့ဘူးလာပြီတော့ဖြစ်တယ်မှာကွာဆိုင်ငယ်ကိုယ့်ရဲ့နေရာကြီးမှာဟိုအိုင်းနဲ့ဆိုင်နဲ့ရှေ့ကတော့ကျွန်တော်အတိကိုကကျွန်တော်တို့သွားနေကြ5 kilometer ဘယ်လောက်မှမဟုတ်ပါကြာခုကအောက်ထောက်လေးဖုံးနိုင်တော့လေးရရှယ်တိုက်အိုးဝိုင်းဒီလမ်းလေးဟောဖြစ်ပြီးစကြမ်းပြီဟိုလူတွေဒီဘက်ကိုရောက်ပေါက်နေရအောင်တော့လည်းလူတကယ်နေမဲ့လမ်းဘက်ရှက်ပြင်ထားအောင်တန်ကြဝစ်ချင်သွားအဝေးခံလိုက်အောင်ဘယ်လိုလဲ哦，现在这两下呀，恐怕那样对啊，
နောက်ကလိုက်တာတစ်ခုကောင်းနေတာဒီချေအောင်ဘာမှအောင်တော့သုံးရမလို့နည်းခါလိုက်တာချေရတော့ဟွန်တီးရကိုကြီးလျှောက်ကြည့်ရညားလောက်อ่ะshit ဂျိုင်းနဲ့တက်ကြ what the fuck like ဒီအောင်မှာကမ်းမင်းရှိရလေဟို cherry band နေတယ်ဒီမှာကမ်းမင်းလည်းရှိရ cherry band တွေလည်းရှိတယ်တကယ်အောက်ကနေတော့လေဒီတစ်ခါတော့အောက်ကတော့ဟိုဘက်ချမ်းမှာ cherry band တွေပုံများဟိုဘက်တကြောင်လုံးပွင့်ကမ်းပင်းကနေတင်တယ်ဒါပေမဲ့အဲ့လိုတော့မဟုတ်တန့်လေးနဲ့တော့မဟုတ်တသားအိမ်လေးနဲ့ဖြစ်ဖြစ်နောက်နှစ်ကျရင်တော့လုံးဝအဲ့လိုပဲနေတော့မယ်ဒီနှစ်ကတော့အဲ့လိုမျိုးဒီနှစ်ကကြိုပြီးစီစဉ်တာပဲ3ရက်လောက်ကြိုပြီးစီစဉ်တာတော့အဲ့လိုကမ်းပင်းတော့ကိုအဲ့လိုနေရာကောင်းနေကုံရတယ်သူချက်ချင်းကောက်တာသူကအဲ့လိုဖွင့်ပြီးဘောက်ကင်းဖွင့်ပြီးတော့နေအဲ့လိုအကုန်ဝယ်ကြပြီးတချို့ဟာတွေကအဲ့လိုကိုယ်တိုင်ဝယ်လို့မရဘူးအဲ့လိုထိုင်းနေကိုထိုင်းချင်းဝင်မှာရအဲ့ထိုင်းနေကိုပဲခိုင်းအားဒါလေးကိုအဲ့လိုမျိုးဝယ်မှာရအဲ့လိုထားလေးရှိရနေအောင်လေးကိုခံစားလိုက်အောင်ပဲကွာဖြည်းဖြည်းလေးမှမရတော့နေထိုးပါကွာနေထိုးပါကွာအဖီလေးနေရနေထိုးရပဲအဖီလေးနေရနေထိုးရပဲတော့ရအောင်လေကွာမျိုးတော့အဲ့ဒါစောင်းလောင်နေပို့လိုက်တာဆိုပြီးတော့ယိုရီသွားမလို့ပဲဒီလာလည်းကောင်းပါယိုရီလည်းကောင်းပါအချင်းမိုင်ကောင်းပါချင်းမိုင်ကောင်းပါခက်တာလေးအနေပြန်အောင်လုံးဝမပြန်ချင်လောက်ကလည်း work from home မရဘူးဆိုတော့သူတို့ကလည်းဗီဇာပေးထားအောင် work from home remote မရဘူးဒါကတော့တော့ရ work from home သူ
ကျွန်တော် work from home နဲ့ work from anywhere ဆိုပြီးကိုယ်တည်းက work from home ဆိုလို့ရှိရင်ဒီရုံးနဲ့အလုပ်ဘယ်လောက်ကီလိုမီတာပဲဝေးရမယ်ဆိုပြီးတော့ရှိရ work from home ပြီးရင်တစ်ခုရှင်လာနိုင်ရမယ်ပေါ့အဲ့လိုမျိုးရှိရ work from anywhere ကကြတော့ဒီဘန်ကောက်နဲ့ဘယ်လောက်ကီလိုမီတာအဝေးမှာရှိရမယ်ဆိုတော့အဲ့တော့မှ work from anywhere ဖြစ်တာဗျာသူတို့ remote ကိုပေးတာသူတို့ဘက်ကကျင်သူတို့ကအဲ့လို visa ပေးထားအောင်နန်းပြီးပေးထားပြီးတော့ remote ကြီးကြသူတို့တော့ make sense ဖြစ်မနေဘူးအားကြောင့်အမေလည်းခွင့်နေကောင်းတော့ပြီးတော့ချင်းမိုင်းမှာလာပြီးတော့ပြောတယ်နောက်နေ့ကျရင်လာမှာချီတဲ့ခွင့်နေကောင်းတော့ပြီးချင်းမိုင်းမှာနောက်နေ့လာလို့ရှိရင်အဲ့လိုမျိုးဘယ်သူမှမလာတဲ့ချိန်လာမိုးတွေလာမိုးရီထဲမှာတောင်းတမယ်အဲ့တော့ဥပမာလူညီများရှိတယ်ဆိုလို့ရှိရင်တိတ်ပြီးတော့မကြောက်လို့နေရာတိုင်းမှာလူတွေအများကြီးရှိနေတာနေရာတိုင်းတော့မဟုတ်ကျွန်တော်တော့ reference နေရာရလူမရှိပါဘူးဒါပေမဲ့အဲ့လို mostly သူများရင်မကြောက်အဲ့ကွာတယောက်တည်းပဲဟိုအလုပ်ချင်တယောက်တည်းပဲအဲ့လိုမျိုး၆သွားတယ်တော့ဟို mega ပေါင်းဆိုလို့ရှိရင်ကျွန်တော်တော့ overweight ဖြစ်တယ်အဲ့လိုလူတွေအများကြီးနဲ့အဲ့လိုဘလို့ကြီးမှမသိဘူးဘလို့မကြိုက်ဘူးဒါပေမဲ့ဒီမန်ကပေါင်းကိုမထင်ထားပဲ first time အမနဲ့အစောအဲ့လိုဘယ်သူမှမရှိဘူးအဲ့ထင်ရတယ်ခီးသွားချိန်မရှိမဟုတ်အဲ့လိုမုံတိုင်းဖြစ်ပြီးဖြစ်နေဆဲလားဖုန်းတိုင်းဖြစ်ပြီးငြိမ်ပြီးတော့မိုးရွာနေတဲ့အချိန်တော့ဘယ်သူမှလည်းမရှိဘူးအဲ့လိုမျိုးတော့အသေးလားမန်ကပေါင်းဟိုဒါပေမဲ့လူတွေရက်ကွက်လိုက်ကြီးဖြစ်နေတော့အဲ့လိုကြီးမကြောတော့Oh, cherry bunny. Cherry bunny. Sai đó. Này lấy khai bán này à Ồ, chạy bayတော့တဲ့တော့ဒီ AOH နဲ့မဟုတ်လို့ဟိုကျွန်တော်ဆိုင်ကသေးလေးနဲ့ဆိုလို့ရှိရင်အခုချိန်ရတော့အကုန်လုံးညောင်းနေပြီဟိုလိုက်ตัวดีนะใส่มาเองแต่ข้าวเราไอ้ใส่มาไทยไม่ได้พวกเทเลยมากินแต่ก็ไทยว้าได้ต้องยังไม่รู้เท่านั้นပထမနေရာပဲနားလည်းမသိဒီနေရာကိုပြောလာမသိ
哦，ရှေ့မှာ off road ကြီး okay ပါလို့လာနော်ချိန်ပဲ ဒီနေရာတော့အဲ့လို cherry band တွေအဲ့လိုအများရှိနေနေအောင်နော်တော်လေးရလားဒီတော့ဒီမှာလူတွေရှိရဟာကိုယ်လည်းမသိရရှင်ရှိမှကျွန်တော်လားแต่นั่งยองมาเลยปอกนะมาเลยချယ်ရီပင်တွေကတော့ကြည့်လို့ပြီးသွားပြီပေါ့အခုကဒီကျွန်တော်အရင်တစ်ခါကလည်းရောက်ဖူးတဲ့တောင်မောရွာလေးတောင်ပေါ့ဒီလည်းနေကျန်းသွားဒီလည်းနေကျန်းသွားဖုန်းပြုတ်ကြအောင်နေတော့ဖုန်းလေးချက်လိုက်ပါဟာနေလေးနဲ့ထိရထွေးထွေးနေပဲထိုင်းမှာဘာလို့မဲဆွဲနေရတာဘာလဲမသိဘူးအမတ်တွေကဒီမှာလည်းချယ်ရီပင်လေးရှင်တော့တိတ်ဆန်းသားနေအောင်သူပါကင်ရှိလားမသိဘူး